အရွယ်မတိုင်ခင်ပွင့်သေးတဲ့တစ်ပင်ငယ်လေးတွေရဲ့အိမ်မက်ကိုကြားပြီးနောက်မှာကောသလမင်းကြီးဟာပိုပြီးတော့တောင်ထူးဆန်းတဲ့တတိယမြောက်အိမ်မက်ကိုဆက်လက်လျှောက်ထားခဲ့ပါတယ်ဒီတစ်ခါမှာတော့တဘာဝတရားရဲ့မိခင်နဲ့သားသမီးဆက်ဆံရေးဟာပြောင်းပြန်ဖြစ်နေတာကိုမြင်တွေ့ခဲ့ရတာပါဒါဟာနောက်နာဂတ်မှာဖြစ်လာမဲ့ကျေးဇူးတရားတွေပျောက်ကွယ်မှုနဲ့မိဘတွေရဲ့ဆင်းရဲဒုက္ခအကြောင်းကိုကြိုတင်နမိတ်ပြနေတာပဲဖြစ်ပါတယ်အိမ်မက်ထဲမှာကောသလမင်းကြီးဟာနွားအုပ်ကြီးတအုပ်ကိုမြင်တွေ့ရပါတယ်အဲ့ဒီထဲမှာအံ့ဩဖို့ကောင်းတာကအားအင်ပြေးဝပြီးကြီးမားတဲ့နွားမကြီးတွေဟာသူတို့ကိုယ်တိုင်မွေးဖွားထားတဲ့ဖွားစနွားကလေးတွေစီမှာဒူးထောက်ပြီးနှိုးဆိုနေကြတာပါပုံမှန်ဆိုရင်နွားကလေးတွေကသာမိခင်စီမှာနှိုးဆိုရမှာဖြစ်ပေမဲ့အခုတော့မိခင်နွားမကြီးတွေကသာသားသမီးနွားကလေးတွေစီမှာနှုတ်ပြန်ဆိုနေတဲ့ဒီမြင်ကွင်းကမင်းကြီးကိုအယံပဲထူးဆန်းအံ့ဩမိစေခဲ့ပါတယ်ဒီအိမ်မက်ကိုမြတ်စွာဘုရားရှင်ကအခုလိုပဲအတိတ်ပဲဖွင့်ဆိုခဲ့ပါတယ်မင်းကြီးဒါဟာလဲနောက်နာဂတ်မှာလူတွေရဲ့ကိုကျင့်တရားတွေပြပြလာတဲ့အခါဖြစ်လာမယ့်နိမိတ်ပါပဲနောက်တစ်ချိန်မှာသားသမီးတွေဟာမိဘတွေပေါ်မှာယိုသေးလေးစားမှုတွေနှဲပါလာကြလိမ့်မယ်မိဘတွေဟာသူတို့ရဲ့စီးစိမ်ဥစ္စာတွေကိုသားသမီးတွေကိုအကုန်ပေးလိုက်ကြပြီးတဲ့နောက်သူတို့ကိုယ်တိုင်အသက်ကြီးလာတဲ့အခါမှာတော့သားသမီးတွေရဲ့မျက်နှာကိုကြည့်ပြီးနေထိုင်ရလိမ့်မယ်မိဘတွေဟာသားသမီးတွေစီမှာအစားအစာနဲ့အဝတ်ထည်အတွက်တောင်းခံနေရမယ့်သားသမီးတွေရဲ့ကျွေးမွေးမှုကိုမျှော်လင့်နေရမယ့်အခြေအနေကိုဆိုလိုတာပါတဲ့ဒီနေ့ခေတ်မှာကြည့်မယ်ဆိုရင်လေမိဘတွေဟာသားသမီးတွေကိုအရာရာဖြည့်ဆည်းပေးကြပေမဲ့အသက်ကြီးလာတဲ့အခါမှာသားသမီးတွေကမိဘတွေကိုပြန်လည်ကြည့်ရှုဖို့ဝင်လေးတာတွေမိဘတွေကသားသမီးတွေစီမှာအားနာတကြီးနဲ့မိခိုနေရတာတွေကိုတွေ့မြင်နေရပါတယ်ဒါဟာအိမ်မက်ထဲကနွားမကြီးတွေနွားကလေးစီမှာနှုတ်ပြန်ဆိုးနေရတယ်လို့မျိုးကျေးဇူးတရားတွေပြပြလာတဲ့သဘောပါပဲကောသလမင်းကြီးရဲ့တတိယအိမ်မက်ကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီမိဘနဲ့သားသမီးကြားကကျေးဇူးတရားတွေရဲ့အရေးပါမှုကိုဒီအိမ်မက်ကတတိပေးနေပါတယ်ကြန့်ရှိနေသေးတဲ့အိမ်မက်73ချက်ကိုလည်းအခုလိုပဲအသေးစိတ်သိချင်နေဆိုရင်တော့ like and subscribe လုပ်ပေးခဲ့ကြပါဦးနော်နောက်လက်ရုံမှာပြန်တွေ့ကြမယ်နော်